နေ့ကျွန်တော်ကဒီ MPPT controller အတွက် SSO ဒီအတွက်ကျွန်တော်ဟိုဟာ setting ချင်းတင်ပေးမယ်ဆိုတော့ဒီ SSO တွေမှာကျွန်တော်တို့ကအားပြည့်တယ်ဆိုရင်14.4ဖို့ကုန်တယ်ဆို10.8ဖို့ရှိတယ်ပေါ့နော်ဒီဟာ range အတွင်းမှာပဲကျွန်တော်တို့က3တင်တာဖြစ်တယ်ဒီ range တဲ့အောက်ကျသွားရင်ဒါအားကုန်တယ်အဲ့ဒါဆိုခဏအဲ့လိုမ3တင်ဘူး3တယ်ဆိုပတ်တီလစ်လိမ့်မယ်ပေါ့နော်ဆိုတော့လောဆယ်ကျွန်တော်စီမှာ SSO မရှိဘူးဆိုတော့ဒီကောင်နဲ့ပဲကျွန်တော်ကတော့ testing လုပ်တဲ့ဟာနဲ့ကျွန်တော်တင်ပေးမယ်အရင်ဆုံးပေါ့နော်ဒါ controller တွေချိတ်မယ်ဆိုအရင်ဆုံးကျွန်တော်တို့ battery နဲ့ controller နဲ့အရင်ဆုံးချိတ်ရတယ်ပေါ့နော်ချိတ်ရတယ်ဆိုတော့ချိတ်လိုက်ပြီဆိုတာနဲ့သူကတော့ဝင်နေမယ်မုတ်ကဒါ manual မုတ်ကိုဝင်နေလိမ့်မယ်ပေါ့နော်ဒီမှာ manual မုတ်ပေါ့နော် manual မုတ်ကိုဝင်နေလိမ့်မယ်ဒါကတော့ကျွန်တော်က look တက်စမ်းတာဖြစ်တယ်ကျွန်တော်ကတော့ဒီဘက်က look နဲ့တော့ကျွန်တော်ကတော့တိတ်သုံးတဲ့အာတိတာမရှိဘူးသုံးလည်းမသုံးဘူးပေါ့နော်ဘာလို့ဆိုကျွန်တော်တို့ကပုံမှန်ဆိုဒီဟာနေပဲကျွန်တော်တို့ကဘက်ထရီကနေထားရင်သုံးမယ်ပြီးကျွန်တော် inverter ကနေထုတ်ပြီးတော့ပဲကျွန်တော်ကသုံးတာဖြစ်တယ်ဆိုတော့ကျွန်တော်ကတော့အမှဆိုရင်ကျွန်တော်ကပမာပဲအမြဲတမ်းဟိုပေါ့နော်ဒီကောင်တွေကိုမသုံးဘူးဆိုတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဟိုပေါ့နော်ဘာမှအဲ့လောက်ကြီးထားမှာမဟုတ်ဘူးနော်လောလောဆယ်ဒီကောင်ကိုချုပ်ထားလိုက်မယ်ကျွန်တော်ဒါလုတ်တက်ဆန်းနေတာမဟုတ်ကျွန်တော်ဟောဖြစ်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဟုတ်ပြီအဓိကအမှာကျွန်တော်ကဘာကိုချိန်ရမှာလဲဆိုတော့ပေါ့နော်ဒီပေါ့နော် check and voltage နဲ့ discharge current voltage ကိုကျွန်တော်ချိန်မိရမှာဖြစ်တယ်ဆိုတော့အဓိကပေါ့နော်သူကတော့ဟိုပေါ့နော်ဒီအားပြည့်တဲ့အချိန်မှာဟိုပေါ့ရက်အောင်ပေါ့နော်ဆိုလာအားသွင်းတာရက်တဲ့ဟာ17.4ကိုကျွန်တော်ချိန်မိရမှာဖြစ်တယ်ဆိုတော့ဒီမှာပေါ့နော်ကျွန်တော်တို့ကခဏလေးနှိပ်ထားလိုက်တယ်ဆိုဒီမှာ h ပေါ့နော်ဒါဆို14.2ရှိတယ်14.2ရှိတယ်ဆိုရင် sorry ဒါဆို14.2ပေါ့နော်ဒါဆိုရင်ကျွန်တော်က14.3ဒါ14.4ဒါအဲ့လိုတော့14.515ထိပဲသူကရတာပေါ့နော်ဆိုတော့ဟုတ်ပြီအမှကျွန်တော်ဆက်သွားမယ်ဒါလေးကိုနှိပ်သွားလိုက်မယ်ပေါ့နော်နှိပ်သွားလိုက်မယ်ဒါ14.4ထိကျွန်တော်သွားမှာဖြစ်တယ်ဟုတ်ပြီဒီနေ့3 4ဟုတ်ပြီပေါ့နော်အဲ့ရဆိုဒါလေးနှိပ်လိုက်ပြီးရင် height ပြီးလူမှာကျွန်တော်10.8ကိုသွားမယ်ပေါ့10.8ဆိုကျွန်တော်က10.9 17လောက်ထိကျွန်တော်ထားမယ်ပေါ့နော်အရင်လည်းကတ်တာကိုကျွန်တော်မလိုချင်ဘူးပေါ့နော်ဆိုအဲ့လောက်ထိထားမယ်ဒါလိုပိုးလေးဆိုသူကဒီ17တက်ဆိုသူကဟိုပေါ့နော်ဒါဆိုကျွန်တော်ကြည့်ရကျွန်တော်တို့ဒါဆိုရင်ချိန်ထားတာက14.5ကိုချိန်ထားတယ်လိုပိုးရှိကိုကြတော့17မှာထားရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဟိုကောင်ကို height ကိုကျွန်တော်ပြန်ပြီးတော့ပြန်ချိန်ကြည့်မယ်ပေါ့နော်ဘာလို့ကျွန်တော်နည်းနည်းနှိပ်တာနည်းနည်းထုံသွားမှုရတယ်ဒါပေါ့နော်15 12 14.4မှာထားမယ်ပေါ့နော်14.4 1 2 3 4ဒါဆိုကျွန်တော်ဒါလေးနှိပ်လိုက်အောင်ဒါဆိုပြီးပြီနော်ဒါဆိုပြီးပြီကြည့်လိုက်မယ်နည်းနည်းခက်ကြကြနှိပ်ထားလိုက်မယ်ဒါဆိုရင်14.4ဒါဆိုရင်ပေါ့နော်14.4ဆိုတာသူကပေါ့တော့ဒါပထဝီအားပြည့်တဲ့ဘူဟာဒီကောင်ကနောက်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒါပထဝီအားကုန်တဲ့ဘူဟာဒါပြီးပြီဘာမှမလို့ဒါပဲပေါ့နော်ဆိုတော့ဈေးသက်သာတဲ့ MPPT controller ဖြစ်တဲ့အတွက်ကြောင့်တချို့ function တွေသူဝေ့လျှော့ထားတာရှိတယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်နောက်ပိုင်းပြပြပေးသွားမယ်ပေါ့နော်ပိုကောင်းတဲ့ဟာလိုချင်တယ်ဆိုရင်ဒီ60 အိမ်မှာကို2သိန်းကျော်တယ်3သိန်းကျော်တယ်ရှိတယ်ပေါ့နော်ဒါကတော့ဝေ့လျှော့ထားတဲ့ဟာဖြစ်တဲ့အတွက်တချို့ function တွေမပါဘူးတချို့ function တွေသုံးရတာနည်းနည်းလေးတော့ကတိအောက်ဖြစ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့သူဈေးတန်းနဲ့သူကတော့သုံးလို့ကောင်းပါတယ်ဗျပေါ့နော်အခုထိလည်း error တွေနည်းပါတယ်နော်ပြီးတော့ဒီမှာကျွန်တော်ပြောစရာလေးရှိသေးတယ်ပေါ့နော်ပြောစရာရှိအပါလေးလဲဆိုတော့ဒီမှာကျတော့သူကဒီမှာကကျတော့ဒါ battery ရဲ့ voltage ပေါ့နော် voltage သူကလောလောဆယ်လုံးမရှိတဲ့အခါကျတော့သူက0 ampere ပဲလုတ်ဆွဲတဲ့အခါကျတော့သူကပြလိမ့်မယ်နော်ဒါ12.8ဘူးရှိတယ်ဒီမှာ solar ဝင်နေဆို solar ကဝင်တဲ့ ampere ကိုသူပြလိမ့်မယ်ပြီးရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီမှာဆိုရင်ဟိုသူလည်းဒီမှာပြထားတယ်ပေါ့နော်ဒီမှာ okay နဲ့ fault ရှိတယ်ပေါ့နော် fault ဆိုရင်ဒါ error တွေဖြစ်နေတာ error ပဲဒီမှာဖြစ်မှာလဲဆိုရင်ကျွန်တော်တို့အရန်ကိုပူဒီ controller အရန်ပူလာတဲ့အချိန်ပြီးတော့ဒီအရန်ထုတ်သုံးတဲ့လုပ်တွေအရန်များတဲ့အချိန်ဒီဘက်ကနေသုံးတာပြောဒီဘက်ကနေသုံးတာနော်ဒါသုံးတဲ့ဟာအရန်များတဲ့အချိန်ပြီးရင်သူကဘယ်မှာဟိုဖြစ်တာလဲဆိုတော့ဒီ
charging voltage တွေအရန်တက်လာတဲ့အချိန်တွေမှာဆိုတော့ fault တွေအရန် on နေလိမ့်မယ်ပြီးတော့ဗောနော်ဒီနားလေးမှာလည်းဒီမိတ်တုံတွေဖြစ်လိမ့်မယ်ဒါမျိုးဆို break ချီတင်မကောင်းအောင်ဗောနော်အဲ့ဒီတိုင်းဗောနော်ဒီကောင်လေးကို breaker တွေပါချပြီးတော့ခဏဗောနော်ဒီကောင်ခဏပိတ်ထားပြီးမှပြန်ဆက်ဗောနော်ဘို့ဆိုတော့လောင်ဝါးနိုင်တယ်တရုတ်ပစ္စည်းဗောနော်ဈေးတက်လောက်ထားတဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်ဒီကောင်အာမခံတွေမပါဘူးအာမခံလည်းမပေးဘူးဗောနော်အဲ့သိချတယ်ဗောနော်ချင်းသုံးအောင်ပဲကျွန်တော်ပြောပြီးသားပဲကျွန်တော်အိမ်က flow watt တောင်မှကျွန်တော်ချင်းသုံးလို့ဒီလိုဖြစ်တာဗောနော်ဒီကောင်တွေကတော့ပို့ပြီးတော့ချင်းသုံးတင်ပါတယ်ဗျ